မိုးမထားသူတစ္ဆာမတည်ငယ်တဲ့သူမောင်ပေါ်ထင်မြင်ခြင်းလက်ပြည့်ရှင်းချက်တော့မောင်မပေးတော့ပါကိုရနာမဲမောင်ရင်ခွေးမရှိပုံစံနဲ့သမီးလေးကိုတကယ်ကိုမခေါ်ရလို့ပါမေဒါကြောင့်မို့ချစ်နေဝေးရာတပြေတရွာစီခွဲခဲ့ရတာခွင့်မလို့ပါနဲ့လေမောင်ရဲ့ငယ်ကျွမ်းရဲ့ဒီဘဝဒီညနဲ့သာတို့နှစ်ခုကြားမှာအကျဉ်းနာတွေတစ်ခါရပြီးပေါ်မေတိတ်ချစ်ပင်မဲ့ဒီဘဝအတွက်တော့ဆွလို့လိုက်ပြီမေအချစ်ကိုတန်ဖိုးမထားသူတစ္ဆာမတည်ငယ်တဲ့သူမောင်ပေါ်ထင်မြင်ခြင်းလက်ပြည့်ရှင်းချက်တော့မောင်မပေးတော့ပါကိုရနာမဲမောင်ရင်ခွေးမရှိပုံစံမင်းသမီးလေးကိုတကယ်ကိုမခေါ်ရလို့ပါမေဒါကြောင့်မို့ချစ်နေဝေးရာတပြေတရွာစီခွဲခဲ့ရတာခွင့်မလို့ပါနဲ့လေမောင်ရဲ့ငယ်ကျွမ်းရဲ့ဒီဘဝဒီညနဲ့သာတို့နှစ်ခုကြားမှာအကျဉ်းနာတွေတစ်ခါရပြီးတော့မေစိတ်နဲ့မြတ်ဖျားရှိမှဝတ်တော်တော်စုပြုညီအချစ်နဲ့ရွှေလက်တွေကအတူတူသဆုံးတိတိုင်းပေါက်ပဲခွေကိုလေတပည့်တော်ကိုပေးသနာနဲ့မှာအခုဆိုကုန်ကြီးမမြလို့ချစ်တဲ့သူကိုခွဲကအဝေးကိုထွက်သွားခဲ့တာပါအညီရတဲ့ဘဝမှာမေကိုယ်လေးမေးလိုက်ပါလေမိဘဝကောင်းတာဖို့အတွက်အသေးကိုရှင်းငါအနှစ်နာခံ